ဂျိုသားတွေရဲ့အာကာသယာဉ်တစ်စီးပေါ်မှာဂျိုသားခွေးလေးတစ်ကောင်ဟာဇင်းကြံလန်းနေတဲ့မှာသူ့ရဲ့ဘောလုံးနဲ့ဆော့ကစားနေရင် control panel ဘော်ကိုရောက်သွားခဲ့ပါတယ်။အချိန်နဲ့စောင့်မိသွားတဲ့တန်းကြောင့်ဘောလုံးကအရေးပေါ်ရင်ငယ်လွတ်တင်တဲ့ခလုတ်ကိုထိမိသွားပြီးဂျိုသားခွေးလေးဟာကဘာမြေဘက်ကိုလွင့်ဆန်ထွက်သွားကတဲကနာရတစ်ခုတည်းကိုကြားရောက်သွားပါတော့တယ်။အဲ့ဒီတရဝါလေးနဲ့တိုးမိတဲ့ကမ်ပင်းထွက်လာသူမျိုးသမီးတစ်ယောက်ဟာသူ့အနားကိုချင်းကပ်သွားပြီးတရိတ်ဆန်လေးဒဏ်ရာရထားပုံရတာကိုသတိပြုမိတာကြောင့်အဲ့ဒီကောင်လေးကိုကူညီဖို့ဆုံးဖြတ်လိုက်ပါတယ်။15နှစ်ကြာပြီးတဲ့နောက်မှာတော့မိခင်ဖြစ်သူကသူ့ရဲ့သားလေးဒန်နီကိုအိမ်မွေးခွေးပေါက်စာလေးတစ်ကောင်ကိုလက်ဆောင်ပေးပြီးသူ့နာမည်ကချာလီလို့ခေါ်ကြောင်းပြောပြပါတယ်။ကောင်လေးကအရန်စိတ်လှုပ်ရှားသွားပြီးသူ့ရဲ့တငယ်ချင်းအသက်လေးနဲ့ဆော့ဖို့အပြင်ကိုထွက်လာခဲ့ပေမဲ့ရုတ်တရက်အိမ်ကြီးချင်းရဲ့ကြောက်တတ်တဲ့ကြောင်ဖူတဲကသူ့ရဲ့မိုးပြန်ပူကောင်းကိုဖောက်လိုက်တာကြောင့်ကောင်လေးကစိတ်မကောင်းဖြစ်သွားရပါတယ်။ခွေးလေးဟာသူ့သခင်ကိုကာကွယ်ပေးနေတာကြောင့်ကြောင်ကိုရမ်းမှုပြီးဟောင်းလိုက်ပြီးတဲ့နောက်မှာမကြခင်မှာပဲသူတို့နှစ်ကောင်ဟာစူပါဟီးရိုးတွေလိုမျိုးတစ်ကောင်နဲ့တစ်ကောင်စနောက်ကြည့်စိကစားကြပါတော့တယ်။နှစ်တွေကောင်းလွန်လာတာနဲ့အမျှခွေးလေးဟာသူ့တငယ်ချင်းနဲ့ပုံပုံနီးစပ်လာပြီးသူ့အနားမှာပဲအမြဲတမ်းနေထိုင်တတ်တဲ့လေးထားတစ်ခုဖြစ်လာခဲ့ပါတယ်။ဒါပေမဲ့ကလေးဘွားရဲ့အချို့အချိန်တွေကစလို့ဒန်နီကကြောင်းတဲရတော့တာကြောင့်ချာလီဟာအသက်ကြီးနေပြီဖြစ်ပေမဲ့နေတိုင်းသူ့သခင်ပြန်လာမယ့်အချိန်ကိုစောင့်မျှော်နေတတ်ပါတယ်။ပြဿနာကတော့သူ့တငယ်ချင်းနဲ့ဆော့ကစားပြီးတာနဲ့ကောင်လေးကအိမ်ထဲကိုတန်းဝင်သွားတတ်ပြီးခွေးလေးမှာတော့လိုက်တက်နိုင်တဲ့ခွန်အားမရှိတော့တာကြောင့်စိတ်မကောင်းဖြစ်ကသူ့ရဲ့ခွေးအိမ်လေးစီကိုပဲပြန်သွားရရှာပါတယ်။ခွေးလေးရဲ့ကျမ်းမာရေးအတွက်စိတ်ပူနေတဲ့ဒန်နီကဖြစ်ချောင်းကုံစင်ကိုသူ့အမေကိုပြောပြနေချိန်မှာအမေဖြစ်သူကတားကိုနှစ်သိမ့်ပေးဖို့ကြိုးစားနေစဉ်အိမ်ထဲကအန်ဆွဲတစ်ခုတည်းကနေထူးဆန်းတဲ့အလင်းရောင်တစ်ခုစတင်ထွက်ပေါ်လာပါတယ်။နောက်မိသားစုကတတိထားမိပုံမပေါ်ပေမဲ့အပြင်မှာရှိနေတဲ့ချာလီကတော့မိုးကောင်းကင်ကတိမ်တိုက်ထဲမှာဒီလိုစိမ့်ပန်းပန်းအလင်းရောင်မျိုးကိုလှမ်းမြင်လိုက်ရပါတယ်။ရုတ်တရက်ခွေးလေးဟာသူ့ကိုအမြဲလာနှောက်ယှက်တတ်တဲ့ကြောက်တတ်တဲ့ကြောင်ကြောင်လန့်သွားပြီးအဲ့ဒီကြောင်ကိုလှမ်းအောင်မာတော့တယ်။အဲ့ဒီချိန်မှာပဲတလိမ့်ဆန်လေးတွေရဲ့ရှေ့မောက်မှာစိမ့်လဲနေတဲ့အလင်းတန်းကြီးတစ်ခုပေါ်လာပြီးဘာဖြစ်ပြက်နေမှန်းဘယ်သူမှမသိလိုက်ပဲသူတို့နှစ်ကောင်စလုံးအာကာသရင်မော်ကိုဖမ်းဆီးခြင်းကိုခံခဲ့ရပါတယ်။သူတို့ကိုကဘာဂျူပေါ်ကနေဆွဲတင်သွားတဲ့အာကာသရင်ပေါ်ရောက်တဲ့အခါမှာတော့ချာလီကိုဂျိုသားမင်းသားတစ်ပါးကလာရောက်ဆက်ဆေးပြီးသူသဘောကျကြောင်းပြောကသူ့ရဲ့အစေခံကိုခွေးလေးကိုအိမ်မွေးတရိတ်ဆန်လှောင်အိမ်ထဲကိုထည့်ခိုင်းလိုက်ပါတယ်။အဲဒီနောက်မှာမကြမီပါပဲအဲ့ဒီတရဝါကြောင်ရဲ့အပြုတ်မှုကိုလုံးဝသဘောမကျတာကြောင့်အခြားလောင်ရင်တစ်ခုတည်းကိုထည့်ဖို့အကူဖြစ်သူကိုထပ်မံအမိန်ပေးပါတယ်။ချာလီကမိမိကိုယ်တိုင်နဲ့အဲ့ဒီကြောင်ကိုတခြားဂျိုသားတရဝါတွေနဲ့အတူတူထည့်ထားတာကိုမြင်တွေ့ရတဲ့အခါမှာဇဝေဇဝါဖြစ်သွားပြီးသူတို့ဘာကြောင့်ဒီနေရာကိုရောက်နေတယ်လဲဆိုတာကိုနားလည်ဖို့ကြိုးစားနေပါတယ်။နောက်တနေ့မနက်မှာဒန်နီကနိုနိုချင်းအပြင်ကိုထွက်လာခဲ့ပေမဲ့သူ့ခွေးလေးမရှိတော့တာကိုတွေ့ရတဲ့အခါမှာစိတ်ပူသွားပြီးသူ့အမေကိုခွေးလေးဘယ်ရောက်သွားတာလဲဆိုပြီးမေးလိုက်ပါတော့တယ်။ဒါပေမဲ့အမေဖြစ်သူကလည်းချာလီဘယ်သွားတယ်ဆိုတာမသိဘဲနဲ့ကောင်လေးကိုမြ мян လုပ်ဖို့မဟုတ်ရင်ကြောင်းကားလွတ်သွားလိမ့်မယ်လို့ပြောပါတယ်။ဒါကြောင့်ဒန်နီယာခွေးလေးပြန်လာရင်စားဖို့ခွေးအိမ်ထဲမှာမုတ်အချို့ကိုထည့်ထားပေးခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲဂျိုသားအာကာသရင်ပေါ်မှာတော့ယူးကြောင်ကြောင်မင်းသားဟာသူ့ရဲ့အိမ်မွေးတရိတ်ဆန်အစ်စ်ကိုရွေးချယ်ဖို့စူးစမ်းနေတော့မှသူ့ရဲ့မိခင်ဖြစ်သူဂျိုသားမိဖုရားကြီးရောက်ရှိလာတာကြောင့်အံ့အားသင့်သွားပါတယ်။မိဖုရားကြီးဟာသူ့သားကအခုထိဆုံးဖြတ်ချက်မချနိုင်သေးတာကိုသိသွားတဲ့အတွက်မြ мян လုပ်ဖို့အမိန့်ပေးပြီးရွေးချယ်ရလွယ်ကူအောင်လို့ဖန်ဆီးထားတဲ့တရိတ်ဆန်တကောင်ရဲ့ပုံသဏ္ဍာန်ကိုပြောင်းလဲပေးလိုက်ပါတယ်။ဒါပေမဲ့လည်းသူဟာရှိတဲ့ရွေးချယ်စရာတွေကိုသဘောမကျသေးပဲမိဖုရားကြီးခန်းထဲကထွက်သွားတာနဲ့တပြိုင်နက်သူ့ရဲ့စွမ်းအားတွေကိုသုံးပြီးတရဝါတကောင်ချင်းစီရဲ့ခန္ဓာကိုယ်တွေကိုစတင်ပြောင်းလဲပြပါတော့တယ်။ဒီအကြောင်းကြောင့်ချာလီနဲ့ဖူရဲတို့လည်းမင်းသားရဲ့စွမ်းအားတံကိုခံလိုက်ရပြီးအပြောင်းလဲတွေအကုန်လုံးကိုလှုပ်ပြီးတဲ့တိုင်အောင်မင်းသားကတော့သူတို့တွေကဘယ်သူမှသဘောမကျသေးပါဘူး။ဒါကြောင့်အဲ့ဒီတရဝါကတရိတ်ဆန်တွေကိုအာကာသယာဉ်အပြင်ဘက်ကိုလှုံ့ပစ်ဖို့ဆုံးဖြတ်လိုက်ပေမဲ့သူတို့တွေအသက်မဆုံးရှုံးသေးခင်မှာပဲမိခင်ဖြစ်သူကတားဆီးပြီးတရိတ်ဆန်လေးတွေကိုကယ်တင်ပေးလိုက်ပါတယ်။အဲဒီနောက်ချက်ချင်းပဲမိဖုရားကြီးကသူသားဟာအိမ်မွေးတရိတ်ဆန်တကောင်အနားမှာထားဖို့မထိုက်တန်ဘူးလို့ပြောပြီးသူ့ရဲ့စွမ်းအားကိုတုံးကတရိတ်ဆန်တကောင်ချင်းစီကိုကဘာမြေစီပြန်လဲပို့ဆောင်ပေးလိုက်ပါတယ်။မိမိတို့ရဲ့ဥယျာဉ်ထဲမှာတတိပြန်လဲလာတဲ့အခါမှာချာလီဟာပြန်ရောက်လာတဲ့အတွက်ဝမ်းသာသွားပြီးအဲ့ဒီနေရာမှာပဲအနားယူဖို့ဆုံးဖြတ်လိုက်ပါတယ်။နောက်တနေ့မနက်မှာဒန်နီနိုးလာတဲ့အခါသူ့ရဲ့ရှေ့တက်တဲ့မှာခွေးလေးရှိနေတာကိုတွေ့ရပြီးဘေးကင်းကင်းနဲ့ပြန်ရောက်လာတဲ့အတွက်ဝမ်းသာအားရဖက်လိုက်ပါတော့တယ်။ပြီးတော့ကောင်လေးကသူ့တငယ်ချင်းကိုနောက်အဲ့ဒီလိုမျိုးဘယ်တော့မှမလုပ်ဖို့တောင်းဆိုတဲ့အခါထုံးစံတိုင်းချာလီကလူသားတယောက်လိုမျိုးသူ့တခင်ကိုစကားပြန်ပြောလိုက်ပါတယ်။သူ့ခွေးရဲ့အတန်ကိုကြားလိုက်ရတဲ့အခါဒန်နီကလန့်သွားပြီးဘယ်လိုလုပ်စကားပြောနိုင်ရတာလဲလို့မေးပါတယ်။ချာလီကလည်းသူကိုယ်တိုင်လည်းတေချာမပြောတတ်ကြောင်ပြန်ဖြစ်ပြီးခွေးလေးဟာနှစ်အနှဲငယ်ပြန်လည်နှူးပြုတ်သွားပုံရတာကိုသိလိုက်ရတဲ့အခါသူတို့နှစ်ယောက်စလုံးပို့ပြီးတော့တောင်ပျော်ရွှင်အောင်ပွဲခံကြပါသေးတယ်။
တစ်ချိန်တည်းမှာပဲဘေးအိမ်ကဖူတဲ့ဟာဒန်နီနဲ့ချာလီတို့အောင်ပွဲခံနေတာကိုလှမ်းကြည့်ပြီးဒေါသထွက်နေပါတယ်။ဘာဖြစ်လို့လဲဆိုတော့သူ့ရဲ့တခင်ကသူ့ကိုတေးသေးချာချာဂယုမဆိုင်တဲ့ပြင်းရည်တဲ့လူလေလူလွင့်တယောက်ဖြစ်နေလို့ပါပဲ။သူရရှိနေတဲ့ဆိုးရွားတဲ့ဆက်ဆံရေးကိုစိတ်ပြက်လာတာကြောင့်အဲဒီကြောင့်ဟာဂလက်စားချေဖို့ဆုံးဖြတ်လိုက်ပြီးဂျိုသားတွေစီကနေရခဲ့တဲ့စွမ်းအားတွေကိုအသုံးပြုပြီးသူ့တခင်ကိုခြောက်လန့်ပါတော့တယ်။အဲဒီလူဟာကြောင်ရဲ့စိတ်ဆွမ်းအားနဲ့ထိန်းချုပ်ထားတဲ့ပစ္စည်းတွေရဲ့တိုက်ခိုက်မှုကိုခံလိုက်ရပါတယ်။တစ်ဖက်မှာတော့ချာလီနဲ့ဒန်နီတို့ဟာခွေးလေးရဲ့စွမ်းရည်အသက်တွေကိုသိရှိသွားကြပြီးသူပြန်တန်းနိုင်ရုံနဲ့မကပဲစူပါခွန်အားတွေပါရှိနေတာကိုနားလည်သွားကြပါတယ်။နောက်တစ်နေ့မှာဒန်နီကကျောင်းသွားဖို့ပြင်ဆင်နေပေမဲ့မထွက်ခွာခင်မှာချာလီကိုသူတယောက်တည်းရှိနေတော့အတန်ကြဲကြဲပြောတာဒါမှမဟုတ်ပြန်တန်းတာမျိုးတွေမလုပ်ဖို့တောင်းဆိုပါတယ်။ဘာကြောင့်လဲဆိုတော့အဲ့ဒီစွမ်းရည်တွေကိုလူတွေသိသွားရင်ဘာလုပ်ကြမလဲဆိုတာမသိနိုင်လို့ပါ။သူငယ်ချင်းပြောတာမှန်တယ်ဆိုတာသိတာကြောင့်ချာလီကသဘောတူလိုက်ပေမဲ့နှုတ်ဆက်ပြီးထွက်သွားတဲ့နောက်မှာတော့သူဟာအကူအညီတောင်းတဲ့အော်တန်များစွာကိုစတင်ကြားရပြီးသူ့မှာစူပါကြားနိုင်စွမ်းရှိနေမှသိသွားပါတယ်။ကျောင်းကောင်းစီးနေတော့မှဒန်နီကသူ့တန်းပေါ်ရီထူးဆန်းတဲ့ဗီဒီယိုတစ်ခုကိုကြည့်နေကြတာသတိပြုမိသွားပြီးအနားကိုတိုးကြည့်လိုက်တဲ့အခါမှာလူပေါင်းများစွာကိုလိုက်လံကဲတင်နေတဲ့ချာလီဖြစ်နေမှသိလိုက်ရပါတယ်။သူ့ငယ်ချင်းရဲ့ဘေးကင်းရဲ့အတွက်စိတ်ပူသွားတဲ့ကောင်လေးကသူ့ကိုတွားရောက်စကားပြောပြီးခွေးလေးကလည်းတောင်းပန်တဲ့အနေနဲ့ကူညီခြင်းနဲ့စိတ်ဆန္ဒကိုမအောင်ထားနိုင်ခဲ့ကြောင်းရှင်းပြပါတယ်။ဒါကြောင့်ဒန်နီကချာလီရဲ့မြေသူမြေဝါဖြစ်ကြောင်းကိုဖုံးကွယ်ဖို့အတွက်ဝတ်စုံတစ်ခုကိုပြင်ဆင်ပေးဖို့ဆုံးဖြတ်လိုက်ပြီးသူတို့ရဲ့အသက်ဆက်ဆက်စူပါဟီးရိုးဝတ်စုံပြီးသွားတာနဲ့တပြိုင်နက်စူပါတော့ဟာကောင်းကင်ရံထက်မှာအတိုင်းထက်အလွန်ပျော်ရွှင်စွာပြန်တမ်းပါတော့တယ်။ညမိုးချုပ်လာတဲ့အခါခွေးလေးဟာသူ့အိမ်မှာအနားယူဖို့ကြိုးစားပေမဲ့အနီးနားကမတော်တဆမှုတစ်ခုမှာတားကောင်ဖြစ်ရသူတွေရဲ့အော်ဒန်ကိုကြားလိုက်ရတာကြောင့်အဲ့ဒီအခင်းဖြစ်ပွားရာနေရာစီကိုပြန်တန်းသွားခဲ့ပါတယ်။အဲ့ဒီနေရာမှာလူစီဘတ်စကားတစ်စီးဟာတွင်းနယ်ကြီးတဲ့ကိုပြုတ်ကျလို့နီးပါးဖြစ်နေတာပါ။လင်းမြန်စွာပဲချာလီဟာသူ့ရဲ့ပြန်တန်းနိုင်စွမ်းရဲ့စူပါခွန်အားကိုတုံးပြီးရင်ကိုကယ်တင်ပေးလိုက်တာကြောင့်ပတ်ဝန်းကျင်ကလူတိုင်းကဩဘာပေးကြပြီးသူဘသူလဲဆိုတာကိုမေးမြန်းကြပါတယ်။သူ့ရဲ့မြေသူမြေဝါဖြစ်ကြောင်းကိုလျှို့ဝှက်ထားရမယ်ဆိုတာကိုမေ့သွားပြီးခွေးလေးဟာသူ့ရဲ့နာမည်အရင်းကိုဖွင့်ပြောလိုက်မိပြီးအိမ်ပြန်ရောက်တဲ့အခါသူ့ငယ်ချင်းရဲ့တုံ့ပြန်မှုကိုစိုးရိမ်နေပါတယ်။ဒါပေမဲ့ရက်တွေကုန်လွန်သွားတာနဲ့အမျှချာလီဟာအင်တာနက်ပေါ်မှာပို့ပြီးတော့နာမည်ကြီးလာပြီးဒန်နီကလည်းသူ့ငယ်ချင်းရရှိနေတဲ့အတိအမှတ်ပြုမှုတွေအတွက်ဝမ်းသာပီတိဖြစ်ရပါတယ်။ရက်တရက်မှာသူတို့ဥယျာဉ်ထဲမှာစကားပြောနေတော့ခွေးလေးဟာလေရင်တစီအရှိန်ဟုန်နဲ့ပြတ်ကျတော့မဲ့အခြေအနေကိုလှမ်းမြင်လိုက်ရပြီးခရီးသည်တွေကိုကဲတင်ဖို့သူ့ဝတ်စုံကိုဝတ်ဆင်လိုက်ပါတယ်။သူ့ရဲ့မယုံကြည်နိုင်လောက်တဲ့အရှိန်ဟုန်ကြောင့်ချာလီဟာမကဲတင်ခင်မှာထားကိုမုံအချိုကိုတော့လှမ်းဝင်နိုင်ခဲ့ပြီးဘိုက်ဝါသွားတဲ့အခါမှာလေရင်ကိုပြတ်မကျအောင်တားဆီးပေးကတဲကန်နာရလဲမှာဘေးကင်းစွာဆင်းသက်နိုင်အောင်ကူညီပေးခဲ့ပါတယ်။ဒီကယ်ဆယ်ရေးကစူပါဒေါကိုနိုင်ငံရဲ့စူပါစတာတအုပ်ဖြစ်လာစေခဲ့ပြီးအမေရိကန်သမ္မတကပါသူ့ကိုကြိုးစိုးနှုတ်ဆက်ကသူနဲ့အတူသတင်းစာရှင်းလင်းပွဲတစ်ခုပြုလုပ်ခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲသမ္မတအမျိုးသမီးဟာလိန်ညာပြောဆိုဖို့ဆုံးဖြတ်လိုက်ပြီးသူမနဲ့ချာလီတို့ဟာတငယ်ချင်းဖြစ်ခဲ့တာနှစ်ပေါင်းများစွာကြာပြီလို့ပြောတဲ့အပြင်စူပါဒေါတစ်စိမ့်နဲ့ခွေးစာအသစ်တစ်ခုကိုမိတ်ဆက်တော့မှာဖြစ်ကြောင်းကြေညာလိုက်ပါတယ်။ကြားလက်အနေနဲ့လူတွေဟာကုန်ပစ္စည်းအသစ်ကိုအသေးအံလိုက်လံဝယ်ယူကြပြီးစူပါမားကတ်တွေမှာပါရုံးရင်းဆန်ခတ်တွေဖြစ်ကုန်ပါတယ်။အိမ်မှာတော့ဖူတဲ့ကသူ့သခင်ကဝယ်လာတဲ့အစားအစာတွေကိုပြခိုင်းတဲ့အခါမှာစူပါတော့ရဲ့ခွေးစာဘူးတွေကိုပဲဝယ်လာတာတွေ့လို့ကြောင်ကအရန်ဒေါသထွက်သွားပါတယ်။အဲ့ဒီလူကလည်းတမနာထောက်ခံပေးထားတဲ့ခွေးစာထွက်လာပြီးကြတဲ့ကကျန်တဲ့ဒစိမ့်တွေအားလုံးဒေဝါလီခံသွားရလို့ဈေးကွက်ထဲမှာဒီတစ်မျိုးပဲရှိတော်ကြောင်ရှင်းပြပါတယ်။ချာလီဟာသူပြစ်ချင်တာနဲ့လုံးဝဆန့်ကျင်ဘက်တွေကိုလုံနေမှန်တီးသွားတဲ့ဖူတွေကဂလက်စားချီကိုဆုံးဖြတ်လိုက်ပြီးအိမ်နီးနားချင်းစီကိုဘူးခွန်နေနဲ့ပြစ်ပေါက်ကအမိုးပေါ်ကိုတစ်ပင်တစ်ပင်ပြိုကျအောင်လုပ်လိုက်ပါတယ်။ဒန်နီညနေခင်းအိမ်ပြန်ရောက်တဲ့အခါမှာလဲကျနေတဲ့တစ်ပင်ကိုတွေ့ရပြီးမကြခင်မှာပဲချာလီရောက်လာကဒါဘလို့ဖြစ်တာလဲလို့မေးပါတယ်။ဘာတွေဖြစ်နေလဲဆိုတာနားလေဖို့ကြိုးစားနေတော့ဖုံးလာတာကြောင့်ကိုင်းလိုက်တဲ့အခါမှာတစုံတစ်ယောက်ကနိုင်ငံရဲ့ဂျိုးတူးတစ်ခုကိုဟတ်ထားကြောင်းကိုသမ္မတကပြောပါတယ်။သူတို့မသိလိုက်တာကအဲ့ဒီတိုက်ခိုက်မှုရဲ့နောက်ကွယ်မှာဖူတယ်ရှိနေတာဖြစ်ပြီးအခုဆိုရင်ဂျိုးတူးကိုထိန်းချုပ်လိုက်နိုင်ပြီဖြစ်လို့ကြောင်ကအဲ့ဒါကိုကဘာမျိုးပေါ်ပြက်ကြအောင်လုပ်နေပါတယ်။လင်းမြန်စွာပဲချာလီဟာအာကာတာတွေကိုပြန်တက်သွားပြီးအသက်ရှူအောင်ကသူ့ရဲ့စူပါခွန်အားကိုသုံးပြီးဂျိုးတူးရဲ့အချိန်ကိုရှော့ချဖို့ကြိုးစားပါတယ်။ပြဿနာကတော့ဖူတယ်ကလွယ်လွယ်နဲ့အရှော့မပြီးပဲဒုံးဆက်တွေကိုနှိုးလိုက်တာကြောင့်ဂျိုးတူးဟာအပြည်ပြည်ဆိုင်ရာအာကာတာစိမ့်နဲ့တိုက်မိမဲ့လမ်းကြောင်းပေါ်ကိုရောက်သွားပါတယ်။ဘာမှထပ်မစင်စားတော့ပဲချာလီဟာဂျိုးတူးစီကိုပြန်တန်းသွားပြီးအခက်အခဲတွေရှိပေမဲ့လမ်းကြောင်းပြောင်းလဲကဒုံးဆက်တွေကိုပိတ်ပစ်လိုက်နိုင်တာကြောင့်မတော်တဆမှုကိုတားဆီးနိုင်ခဲ့ပါတယ်။ဒါပေမဲ့အောက်ဆီဂျင်ပြတ်လတ်မှုကြောင့်ခွေးလေးဟာသတိလက်သွားပြီးအရှိန်ဟုန်နဲ့အောက်ကိုပြုတ်ကျလာပါတော့တယ်။သူ့ငယ်ချင်းကိုကူညီဖို့အတွက်ဒန်နီကချာလီအတွက်မုတ်တွေရှိတယ်ဆိုပြီးအော်ပြောလိုက်တာကြောင့်ခွေးလေးဟာသတိပြန်ရလာပြီး
အသက်အန္တရာယ်ကနေတီတီလေးလွတ်မြောက်သွားပါတယ်။ဒီလိုဖြစ်ပွားပြီးနောက်တလိဆန်လေးကိုစေးရုံကိုအမြန်ပို့ဆောင်လိုက်ရပြီးဒန်နီလည်းအပြေးလွှားလိုက်သွားခဲ့ကခွေးလေးဘာမှမဖြစ်ပဲအနားယူနေုံပဲဆိုတာကိုသိရလို့တံပြင်းချနိုင်ခဲ့ပါတယ်။ဒီချိန်ထဲမှာပဲအိမ်ပြန်ရောက်နေတဲ့ဖူတဲ့ဟာဆိုဖာပေါ်မှာအနားယူနေတော့ဘရင်းပေါက်နာမှာခွေးပေါက်လေးတစ်ကောင်ပေါ်လာပါတယ်။တလိဆန်လေးကိုကူညီချင်တာကြောင့်တခင်ပြစ်သူကဗရင်းပေါက်ကိုဖွင့်ပေးလိုက်ပြီးအဲ့ဒီဖီလင်ကြောင်သားကိုချင်းကပ်သွားတဲ့အခါမှာကောင်လေးဟာဖီလင်ရဲ့မေးစိတ်ကနေစီးကျလာတဲ့ဒရွေးတစ်စက်နဲ့တွားထိမိသွားပါတယ်။အဲ့လိုထိမိသွားတာကြောင့်အဲ့ဒီခွေးပေါက်လေးဟာဖူရဲရဲ့ဆွမ်းတချို့ကိုရရှိသွားပြီးသူတို့နှစ်ယောက်ကိုစကားလှမ်းပြောနိုင်တာကြောင့်ထိုလူသားနှစ်ဦးစလုံးဇဝိဇဝါဖြစ်သွားကြပါတယ်။အဲ့ဒီနောက်မှာခွေးပေါက်လေးကိုအစားအစာတချို့ပေးလိုက်ပေမဲ့အနံ့ကြောင့်ခွေးပေါက်လေးကနှာချေလိုက်ရမှာလူသားတွေပါဂျိုသားတွေရဲ့မျိုးရိုးဗီဇပြောင်းလဲမှုကူးစက်ခြင်းကိုခံလိုက်ရပါတယ်။သူသခင်ကကြောင်နှကောင်လိုပြုမှုနေတာကိုမြင်လိုက်ရတဲ့ဖူရဲဟာသူတို့တွေစစ်တပ်ကြီးတစ်ခုဖွဲ့စည်းနိုင်မယ်ဆိုတာကိုနားလည်သွားပြီးလမ်းဘေးကလေလွင့်ကြောင်တွေကိုလိုက်လံဖမ်းဆီးကသူ့ရဲ့ DNA ကိုတိုက်ကြွေးပြီးတော့အစာကျွေးပါတော့တယ်။အခုဆိုရင်အကျဉ်းသားတစ်တွေရလာပြီဖြစ်လို့ဘီလိန်ဟာတရိတ်ဆန်တွေအပေါ်သူ့ရဲ့ဂျိုသားမျိုးရိုးဗီဇတွေကိုအသုံးချပြီးသူ့ရဲ့အစီအစဉ်တွေမှာကူညီပေးဖို့အကောင်းဆုံးအကောင်တွေကိုစတင်ရွေးချယ်ပါတယ်။အဲ့ဒီအချိန်မှာခွေးလေးတစ်ကောင်ကဖူတဲ့နာကိုချင်းကပ်လာပြီးသူလည်းအဲ့ဒီအစားအစာတွေကိုစားထားကြောင်းဖွင့်ပြောကကဘာကြီးကိုတင်ပိုင်းမဲ့အစီအစဉ်ကိုသဘောတူလို့စစ်တပ်ထဲကိုဝင်ခွင့်ပြုဖို့တောင်းဆိုပါတယ်။သူဟာခွေးလေးတွေကိုလုံးဝမကြိုက်ဘဲကြောင်တွေကိုပဲကြိုက်တာပါ။ဒီခွေးပေါက်လေးရဲ့ညံရည်ထက်မြက်မှုကိုသဘောကျသွားတဲ့ဖီလင်ကသူ့ရဲ့စစ်တပ်ထဲကိုထည့်သွင်းဖို့လက်ခံလိုက်ပြီးယနေ့ကစလို့ကြောင်နှကောင်လိုပဲပြုမှုနေထိုင်ဖို့အမိန့်ပေးလိုက်ပါတယ်။ရန်နေငယ်ကြပြီးနောက်တရိတ်ဆန်စည်းကူကန်ကိုတွားရောက်ပြသနေစဉ်အတွင်းစူပါတော့ဟာဗန်ဒမြားတိုက်မှုကိုနှိမ်နင်းဖို့ကူညီပေးဖို့အတွက်အာဏာပိုင်များထံမှဖုန်းခေါ်ဆိုမှုကိုလက်ခံရရှိခဲ့ပါတယ်။အချိန်ဆိုင်မနေပဲချာလီဟာတားကောင်တွေကိုကူညီဖို့အခင်းဖြစ်ပွားရာနေရာကိုဝင်ရောက်ခဲ့ပြီးလူတိုင်းကိုအပြင်ဘက်ကိုပို့ဆောင်ပေးပြီးတော့အနေရကြားရောက်နေတဲ့အပြစ်မဲ့တဲ့လူတွေကိုထပ်မံရှာဖွေပါတယ်။ဒါပေမဲ့စူပါတော့ဟာဗန်တိုက်ခန်းတွေကနေထွက်လာတဲ့အတန်တွေကိုကြားလိုက်ရလို့လူတွေကိုကူညီဖို့တကားကိုဖျက်ဆီးလိုက်ပေမဲ့သူမသိလိုက်တာကဒါဟာဖူတယ်ဆင်ထားတဲ့ထောင်ချောက်တစ်ခုဖြစ်နေတာပါ။ဗန်တိုက်ခန်းတွေကိုဝင်ချင်းမှာပဲချာလီဟာစိမ့်ပတ်မှတ်ဓာတ်ငွေတစ်ခုရဲ့အပြစ်ပေးခံလိုက်ရပြီးတော့မိနစ်အနည်းငယ်အကြာမှာရဲတပ်ဖွဲ့ဝင်တွေကသူ့ကိုထူပေးတာကြောင့်ပြန်တတိလည်လာပါတယ်။ပြဿနာကတော့သူတို့မထွက်ခွာမီမှာပဲအရာရှိတွေကအခန်းထဲကတံမိုးကြီးဆုံးစိန်တပွင့်ပျောက်ဆုံးနေတာကိုသတိပြုမိသွားကြပြီးအဲ့ဒီချိန်မှာအဖွဲ့ဝင်တယောက်ကကဲထင်ထားတဲ့ခွေးပေါက်လေးကိုချီပြီးတော့ချင်းကပ်လာပါတယ်။သူတို့မရိပ်မိတာကဒါဟာဖူတဲ့ရဲ့အစီခံဖြစ်နေတာဖြစ်ပြီးသူကစိန်ခိုးမှုအတွက်ချာလီမှာတာဝန်ရှိကြောင်းဆွဆွဲလိုက်ပါတယ်။အသေးအံဖြစ်သွားတဲ့စူပါတော့ကသူဒါမျိုးဘယ်တော့မှမလုပ်ကြောင်းညင်းဆိုပြီးစက္ကန့်အနည်းငယ်လောက်ပဲသတိလစ်သွားတာဖြစ်လို့ဘာကြောင့်လဲဆိုတာတကယ်မသိကြောင်းရှင်းပြဖို့ကြိုးစားပါတယ်။ဒါပေမဲ့စကားပြောနေတော့မှပဲတန်မိုးကြီးဆိုင်ရာချာလီရဲ့ဝတ်စုံတွေကနေအောက်ကိုပြုတ်ကျလာတာကြောင့်ရဲရာချီတွေကစိတ်မကောင်းဖြစ်ရပေမဲ့သူကိုဖမ်းဆီးဖို့ဆုံးဖြတ်လိုက်ကြပါတော့တယ်။တရားရုံးမှာဖူတွေဟာတရားသူကြီးထံကိုတပ်တွေအတူတွေတင်ပြဖို့ရှင်းနေတယောက်ကိုငှားရမ်းခဲ့ပြီးသူကိုယ်တိုင်လုပ်ခဲ့တဲ့ပုံရိပ်တွေပေါ်မှာသူ့ရန်သူရဲ့မျက်နှာကိုတီးဖြတ်ထည့်ထားတာဖြစ်ပါတယ်။ခိုးမှုအတွက်အပြစ်ဒဏ်အနေနဲ့တရားသူကြီးအမျိုးသမီးကချာလီကိုအရေးသွင်းမြန်စားစာတွေကိုမှာယူဝင့်မရှိစေဘဲနဲ့အိမ်တွင်းအကျယ်ချုပ်ချမှတ်လိုက်ပါတယ်။ဒါကစူပါတော့ကိုမိမိကိုယ်ကိုယုံကြည်မှုပျောက်ဆုံးသွားစေပြီးသူဟာစူပါဟီးရိုးအဆက်မဟုတ်ဘူးလို့ပြောကဒန်နီကသူ့တငယ်ချင်းကိုဘလောက်ပဲအားပေးရပြီးစိတ်ပြားအောင်မလုပ်နိုင်ခဲ့ပါဘူး။တစ်ချိန်တည်းမှာပဲဖူရဲဟာသမရထံကိုတွားရောက်တွေ့ဆုံပြီးစူပါတော့ခွေးစာရောင်းအားကျသွားပြီးနောက်ဆုံးရှုံးသွားတဲ့ငွေကြေးအားလုံးကိုပြန်လည်ကုစားနိုင်မယ့်အစီအစဉ်တစ်ခုရှိကြောင်းပြောပါတယ်။ဒါကြောင့်ထိုအမျိုးသမီးဟာဖီလင်နဲ့တွားရောက်တွေ့ဆုံခဲ့ပြီးဖီလင်ကလူသားတွေနဲ့အတူကောင်းကင်ယံမှာပြန်တန်းရင်သူ့ရဲ့အစီအစဉ်ကိုရှင်းပြပါတယ်။အဲဒီကြောင့်ဆိုကသူတို့လောက်ရမှာကအစားအစာဘိုးတွေပေါ်ကတစိမ့်တွေကိုပြောင်းလဲပြီးဖူရဲရဲ့လူကြိုက်များမှုကိုအသုံးပြုကတစိမ့်အစ်စ်တစ်ခုကိုထုတ်လုပ်ဖို့ပဲဖြစ်ပြီးအတွင်းကအစာကတော့အရင်တိုင်းပဲဖြစ်ကြောင်းရှင်းပြပါတယ်။စိတ်ယူပေါက်စရာအစီအစဉ်ဖြစ်ပေမဲ့သမရကဒီအကြံကိုလက်ခံလိုက်ပြီးဂျပန်အတွင်းမှာပဲပြည်သူတွေဟာစူပါဟီးရိုးအသစ်အကြောင်းကိုပြောဆိုနေကြပြီးဖြစ်ကအဲဒီသူတွေကတော့တခြားသူမဟုတ်ပဲကြောင်ဘလူးကြီးဖြစ်နေပါတယ်။ပြဿနာကတော့ဒါဖူရဲရဲ့အစီအစဉ်ရဲ့တစိမ့်တစ်ပိုင်းသာရှိသေးတာဖြစ်ပြီးအစားအစာတွေကိုသူ့ရဲ့ဂျိုသားစီရန်နဲ့ညဉ့်ညမ်းစီယုံနဲ့မကပဲသူနဲ့အတူအလုပ်လုပ်နေတဲ့လူသားအလုံးရဲ့စိတ်ဓာတ်တွေကိုပါပြောင်းလဲပစ်ဖို့ဖြစ်ပါတယ်။ပြည်သူတို့ချို့ဟာကြောင်နေလိုပြုတ်မှုတတ်တဲ့လူသားတွေအဖြစ်ပြောင်းလဲခြင်းခံရတာကြောင့်ဒန်နီကဖူရဲသခင်ရဲ့အိမ်ကိုတွားရောက်စုံစမ်းဖို့ဆုံးဖြတ်လိုက်ပြီးတဲ့နောက်မှာအလို့လုံရင်းနဲ့စူပါဒေါရဲ့ပုံရိပ်ကိုဖျက်ဆီးမဲ့အစီအစဉ်တွေကိုပြသနေတဲ့ကွန်ပျူတာတစ်လုံးကိုတွားတွေ့ပါတယ်။လူသားမျိုးနွယ်တွေအန်ဒီရရှိနေပြီဆိုတာတည်သွားတဲ့ဒန်နီကချာလီကိုတွားရောက်ပြောပြရာချာလီကသူတို့တွေစစ်ကူလိုလာလိမ့်မယ်ဆိုတာကိုတည်သွားပါတယ်။ဒါကြောင့်သူတို့နှစ်ယောက်ကကောင်လေးရဲ့အမေကိုတွားရောက်ပြောပြဖို့ဆုံးဖြတ်လိုက်ပြီး
ခွေးကစကားပြောနိုင်မှန်းသိသွားတဲ့အခါအမေဖြစ်သူကအလွန်မင်းထိတ်လန့်သွားပါတယ်။ဘာတွေဖြစ်နေလဲဆိုတာရှင်းပြပြီးတဲ့နောက်မှာချာလီကသူ့ရဲ့စွမ်းအားတွေကိုဂျိုသားတစ်ကောင်စီကရခဲ့တာလို့ပြောပြကအမေဖြစ်သူကအဲ့ဒီတရားတွေကိုပထမဆုံးမြင်ရတဲ့အချိန်ကိုပြန်လည်သတိရသွားပါတယ်။အဲ့ဒီအချိန်မှာပဲလွန်ခဲ့တဲ့15နှစ်ခန့်ကတဲကနာယာထဲမှာဂျိုသားတရိษံလေးကိုပထမဆုံးတွေးခဲ့တဲ့သူကဒန်နီရဲ့အမေဖြစ်နေမှပေါ်ပေါက်လာခဲ့ပြီးအဲ့ဒီကိစ္စကိုပုံပုံနားလည်နိုင်ဖို့အတွက်သူမကတားဖြစ်သူရိုက်လာတဲ့ဗီလင်းရဲ့အစီအစဉ်ဓာတ်ပုံတွေကိုစစ်ဆေးဖို့ဆုံးဖြတ်လိုက်ပါတယ်။ကောင်လေးရဲ့အမေကကျောင်းရဲ့ DNA ဟာစင်ကဲပြောင်းလဲမှုဆိုင်ရာဗီဇပြောင်းလဲမှုတွေနဲ့ဖြစ်ပေါ်နေချိန်မှာလူသားရဲ့ DNA ကတော့ပျက်စီးယိုယွင်းနေပြီးဒီအချိန်တွေကပိုပြီးတော့ပဲဆိုးရွားလာနိုင်မယ်လို့ရှင်းပြပါတယ်။သူတို့တွေတက်နိုင်သမျှမြန်မြန်လှုပ်ရှားဖို့လိုအပ်နေပြီဆိုတာသိတာကြောင့်သူတို့နှစ်ယောက်ဟာစွန့်ပစ်ထားတဲ့အပန်းဖြေဥယျာဉ်စီကိုပြန်တန်းသွားဖို့ဆုံးဖြတ်လိုက်ပါတယ်။အဲ့ဒီနေရာမှာအင်းကြီးချင်းအိမ်မှာတရားမဝင်လှုပ်ရှားမှုတွေလှုပ်ဆောင်နိုင်တဲ့ပုံကိုရာနေရာအဖြစ်သတ်မှတ်ပြုထားတဲ့နေရာရှိပါတယ်။စူပါတော့ကတားဖြစ်သူနဲ့အတူထွက်ခွာသွားတာနဲ့တပြိုင်နက်အမျိုးသမီးကစိမ့်ပန့်ပန့်အလင်းရောင်ထွက်နေတဲ့အန်ဆွဲကိုဖွင့်ပြီးသူမအချိန်တော်ကြာသိမ်းဆည်းထားခဲ့တဲ့ဂျူသားပစ္စည်းတစ်ခုကိုထုတ်ယူလိုက်ပါတယ်။ဖူရရဲ့ပုံကိုရာနေရာကိုရောက်တဲ့အခါမှာသူတို့နှစ်ယောက်ဟာဘီလိန်ဖမ်းဆီးထားတဲ့လူသားတွေစီကိုတွားခဲ့ပေမဲ့သူတို့ကိုမကူညီနိုင်ခင်မှာပဲခွေးပေါက်လေးကသူတို့ကိုလှမ်းမြင်သွားပြီးကျူးကျော်သူတွေရှိကြောင်းလူတိုင်းကိုသတိပေးလိုက်ပါတယ်။ဒီအကြောင်းကြောင့်ဖူရဟာပုံကိုရာနေရာကိုကာကွယ်ဖို့အတွက်ကြောင်အမြောင်များနဲ့အတူရောက်ရှိလာခဲ့ပြီးသူတို့စီကိုပြစ်ခတ်လိုက်တဲ့ဘူးကွန်တွေကိုချာလီကအားပြင်းတဲ့လေချင်တက်တန်တွေနဲ့ကာကွယ်လိုက်ပြီးဒန်နီကိုကြောင်တွေကိုထိမ့်သိမ်းထားဖို့ပြောကသူကတော့စူပါဗီလန်ကိုတွားရောက်တိုက်ခိုက်ပါတယ်။ဒါကြောင့်စူပါတော့ဟာရန်သူထံကိုဥတီပြေးဝင်ပြီးကောင်းကင်ရန်ထံမှာတိုက်ခိုက်ဖို့ကြိုးစားပေမဲ့သူ့ရဲ့အရှိန်အဟုန်ရှိနေပေမဲ့လည်းကြောင်ရဲ့ရုတ်တရက်လိုက်ငိုက်တိုက်ခိုက်မှုကိုခံလိုက်ရပါတယ်။တစ်ချိန်တည်းမှာပဲဒန်နီကဗီလန်ရဲ့အစီအကံတွေရန်ကနေလွတ်မြောက်ဖို့အတွက်ဂိုဒေါင်ထဲကိုပြေးဝင်သွားတဲ့အချိန်မှာသူ့အမေကရုတ်တရက်ရောက်လာပြီးတိုက်ခိုက်မခံရခင်အပြင်ကိုဆွဲထုတ်ကတင်လိုက်ပါတယ်။အဲဒီနောက်မှာအမျိုးသမီးကအန်ဆွဲထဲမှာတင်ထားတဲ့ပစ္စည်းကိုပြသပြီးချာလီသူမရဲ့ရုံခန္ဓာကိုရောက်လာတဲ့နေ့မှာပဲဒီပစ္စည်းကစတင်လင်းအောင်တောက်လာခဲ့ကြောင်းရှင်းပြပါတယ်။သူတို့စကားဆက်မပြောနိုင်ခင်မှာပဲသူတို့ကိုဖူတွေကလှမ်းမြင်သွားပြီးသူတို့ရှိရာဘက်ကိုရိုလာကိုစတာယထာတွေတွေကိုလှမ်းပြလိုက်ပါတယ်။လင်းမြန်စွာပဲမိခင်နဲ့သားဟာထွက်ပြေးခဲ့ကြပြီးတစ်ချိန်တည်းမှာပဲချာလီကဗီလင်ကိုအားပြင်းတဲ့ထိုးချက်တစ်ခုနဲ့လှည့်ချလိုက်ပါတယ်။ပြဿနာကတော့ဖူတွေရဲ့နောက်လိုက်တွေကဒန်နီတို့သားအမိကိုဖမ်းဆီးနိုင်သွားပြီးအကယ်၍သူတို့ကိုကယ်တင်ဖို့ကြိုးစားရင်ဗီဇပြောင်းလဲထားတဲ့ကြောင်စီရန်နဲ့ထိုးနှံပြမယ်လို့ချိန်ချောက်ပါတယ်။အဲ့ဒီချိန်မှာဖူတွေကဒန်နီရဲ့အမေယူလာတဲ့ဆွဲကြိုးကိုလှမ်းမြင်သွားပြီးဗီလင်ကအဲ့ဒီပစ္စည်းကိုစစ်ဆေးနေတော့ဂျိုသားတွေကသူ့ရဲ့တီနီယာကိုချက်ပြစနစ်ကနေလက်ခံရရှိသွားပါတယ်။ရန်သူတွေကိုအာရုံလွှဲဖို့အတွက်ဒန်နီကသူ့ဘေးမှာကြွက်တကောင်ရှိနေတယ်လို့အော်ပြောလိုက်တာကြောင့်အမျိုးသမီးကအခွင့်ကောင်းယူပြီးတော့ဂျိုသားဆွဲကြိုးကိုယူပြီးတရိษံတွေရဲ့လိုက်လံဖမ်းဆီးမှုကနေထွက်ပြေးခဲ့ပါတယ်။သူ့အမေကိုကူညီချင်တာကြောင့်ဒန်နီကချာလီနဲ့အတူအဲ့ဒီဧရိယာပေါ်ကနေပြန်တမ်းပြီးပစ္စည်းကိုလှမ်းယူကထွက်ပြေးနိုင်ခဲ့ပါတယ်။ပြဿနာကတော့ဖူတွေကသူတို့ကိုဖမ်းဖို့လက်မလျှော့ပဲသူတို့နောက်ကိုလိုက်လံပြီးတော့ပစ္စည်းအမျိုးမျိုးနဲ့လှမ်းပစ်ပါတော့တယ်။အသေးအံဖြစ်သွားတဲ့ချာလီနဲ့ဒန်နီတို့ဟာတိုက်ခိုက်မှုတွေကိုရှောင်ကွင်းဖို့ရိုလာကိုစတာပတ်ပတ်လေးမှာပြန်တမ်းပေါင်းနေခဲ့ကြပြီးကောင်းလေးဟာပြုတ်ကျလူနီးပါဖြစ်ခဲ့ပေမဲ့သူ့တငယ်ချင်းကကက်တင်ပေးနိုင်ခဲ့ပါတယ်။အဲဒီနောက်ချက်ချင်းဆိုသလိုပဲခွေးပေါက်လေးကရုံးမာလေးတရုတ်လိုဟန်ဆောင်ပြီးသူတို့စီကဆွဲကြိုးကိုခိုးယူဖို့ကြိုးစားပေမဲ့ဒန်နီရဲ့အမေကအလွယ်တကူပဲဖမ်းမိသွားပြီးသူ့လက်ထဲကဆွဲကြိုးကိုပြန်လည်ရယူလိုက်ပါတယ်။ဒါတွေကိုစိတ်ဖြတ်လာတဲ့ဖူတွေကအပန်းပြေဥယျာဉ်တွေကတဲတွေအကုန်လုံးနဲ့တံမဏိမျောစင်ကြီးကိုပါမတင်လိုက်ပြီးအသေးအံထွက်ပြေးနေတဲ့အမျိုးသမီးစီကိုပြစ်ပေါက်လိုက်ပါတယ်။လင်းမြန်စွာပဲဒန်နီနဲ့ချာလီတို့ဟာအမျိုးသမီးကိုကယ်တင်ဖို့ရောက်ရှိလာခဲ့ပြီးအမေဖြစ်သူကဆွဲကြိုးကိုသူ့သားစီကိုလှမ်းပစ်ပေးလိုက်ပါတယ်။သူ့ကိုသူကာဝဲဖို့အတွက်ကောင်လေးကချာရဟတ်စီကိုပြေးသွားပေမဲ့ဖူတွေကအလွယ်တကူပဲရှာတွေ့သွားပြီးသူ့ကိုတပ်ပစ်ဖို့ပြင်ဆင်ပါတယ်။သူ့တငယ်ချင်းအန်နီယေရှိနေတာကိုတီးလိုက်ရတဲ့ချာလီကသူ့ကိုကူညီဖို့အပြေးလွှားရောက်လာခဲ့ပေမဲ့အကယ်၍အနားတိုးလာရင်ဒန်နီကိုလျှက်စစ်ဓာတ်တိုင်တွေနဲ့ရိုက်ပစ်မယ်လို့ဗီလင်ကချိန်ချောက်ပါတယ်။ဒါပေမဲ့လည်းကောင်လေးဟာကြောက်ရွံ့မသွားပဲဆွဲကြိုးကိုအဝေးကိုလွှင့်ပစ်လိုက်တာကြောင့်ဖူဒန်နဲ့စူပါဒေါတို့အကြောင်းမှာပြင်းထန်တဲ့တိုက်ပွဲတစ်ခုစတင်လာတော့တယ်။လူသားဆွဲကြိုးကိုလူယူဖို့တိုက်ခိုက်နေကြစဉ်မှာအလင်းတန်းကြီးတစ်ခုဟာထွက်ပေါ်လာပြီးအမျိုးသမီးကသူ့သားကိုချာရဟတ်ပေါ်ကနေအောက်ကိုချဖို့ပြေးလွှားသွားခဲ့ပါတယ်။ချာလီရဲ့ကြိုးစားမှုတွေရှိနေပေမဲ့လည်းဆွဲကြိုးကိုပြန်ရသွားတာကိုမတားဆီးနိုင်ခဲ့ပေမဲ့ဗီလင်ကဘာမှမလုပ်နိုင်ခင်မှာပဲကောင်းကင်ရံမှာကြီးမားတဲ့အာကာသယဉ်ကြီးတစ်စင်းပေါ်လာတာနဲ့တိုးပါတော့တယ်။မကြခင်မှာပဲရင်ပြန်ကြီးကသူတို့အုပ်စုရှိရာကိုဆင်းသက်လာခဲ့ပြီးဂျိုသားမိဖုရားကြီးရောက်ရှိလာတာကြောင့်အားလုံးအံ့အားသင့်သွားကြပါတယ်။ခိုးယူခံထားရတဲ့ဆွဲကြိုးကိုတွေးရှိသွားတဲ့အခါအဲ့ဒီတရဝါကသူမရဲ့စွမ်းအားတွေကိုတုံးပြီးဖ
ဖူတဲ့ကို6လန့်ရာဖူတဲ့ကအဲ့ဒီပစ္စည်းကဒန်နီရဲ့အမိပိုင်တာလို့လွှဲချပါတယ်။ဘာမှထပ်မစင်းစားတော့ပဲမိဖုရားကြီးကဒီဆွဲကြိုးကိုဘဲကရလာတယ်လို့မေးတဲ့အခါအမျိုးသမီးကအာဂါသရင်ပြတ်ကျပြီးရဲ့နောက်သူမတွေးခဲ့တဲ့သတ္တဝါလေးကိုပြုစုစောင့်ရှောက်ဖို့ကြိုးစားခဲ့ကြောင်းပြန်ပြောပါတယ်။ပြဿနာကတော့တနာစီယာသတ္တဝါလေးဟာဒဏ်ရာတွေကြောင့်အသက်မရှင်နိုင်ခဲ့ပဲသူမရဲ့မျက်စိရှိမှတင်ကျဲမုံတွေအဖြစ်ပျက်စီးသွားခဲ့ပြီးချီယာခံတဲ့ဆွဲကြိုးသာကြံရက်ခဲ့တာဖြစ်ပါတယ်။အဲဒီသတ္တဝါလေးရဲ့နောက်ဆုံးချိန်တွေကိုသူ့ကိုကာကွယ်ပေးဖို့ကြိုးစားခဲ့တဲ့သူတို့နဲ့အတူကုံဆုံးခဲ့ရမှန်တည်သွားတဲ့မိဖုရားကြီးကအဲ့ဒီအမျိုးသမီးကိုကျေးဇူးတင်စကားပြောကြပြီးဒီသတ္တဝါလေးဟာမတော်တဆပျောက်ဆုံးသွားခဲ့တဲ့သူမရဲ့အိမ်မွေးတိရစ္ဆာန်လေးဖြစ်ကြောင်းရှင်းပြပါတယ်။အဲ့ဒီချိန်မှာဂျိုသားမင်းသားလေးအပြင်ကိုထွက်လာခဲ့ပြီးဖူတဲ့ဗီလင်ဝတ်ဆောင်ဝတ်ထားတာကိုမြင်တွေ့ရတဲ့အခါဒါဟာသူ့ရဲ့အိမ်မွေးတိရစ္ဆာန်ဖြစ်ရမယ်လို့ဆုံးဖြတ်လိုက်ပါတယ်။အဲ့ဒီနောက်မိဖုရားကြီးကမင်းသားလေးကိုကြောင်ဘလူးကြီးကိုအာဂါသရင်နဲ့ခေါ်ဆောင်သွားခွင့်ပြုလိုက်တာကြောင့်ချာလီဟာသူ့ရဲ့ရန်သူကြီးဟာဗီလင်မင်းသားရဲ့အိမ်မွေးတိရစ္ဆာန်ဖြစ်နေဝါအသက်တစ်ခုသို့ထွက်ခွာသွားတာကိုကြည့်ပြီးတော့ကြံခဲ့ပါတယ်။နောက်ဆုံးမှာတော့ဂျိုသားမိဖုရားကြီးကသူတို့ကဘာကျိုးပေါ်မှာဖြစ်ပေါ်စေခဲ့တဲ့ပြဿနာတွေကိုပြုပြင်ပေးမယ်လို့ပြောပြီးအားပြင်းတဲ့မော်ရယ်ဆွမ်းအားကိုလှုပ်လှုပ်ကဂျိုသားတွေကြောင့်ဖြစ်ပေါ်ခဲ့တဲ့ဗီဇပြောင်းလဲမှုအားလုံးကိုပြောင်းပြန်လှန်ပေးလိုက်ပါတယ်။ဒီအကြောင်းကြောင့်အဲ့ဒီဒေသကတရိတ်ဆန်တွေနဲ့လူသားတွေအားလုံးဟာဘေးထွက်ဆိုးကျိုးတွေကနေတက်တာပြောက်ကင်းသွားကြပြီးဒန်နီပြန်လိုက်ကြည့်လိုက်တဲ့အခါမှာချာလီဟာအရင်ကလိုပဲအသက်ကြီးတဲ့ခွေးအိုကြီးဘဝကိုပြန်ရောက်သွားတာကိုတွေ့ရပါတယ်။သူ့ငယ်ချင်းဘေးကင်းသွားတဲ့အတွက်ဝမ်းသာသွားတဲ့ကောင်းလေးကသူ့ကိုဖတ်လိုက်ပြီးမယ်မြေပြင်ပေါ်မှာလဲလျောင်းနေတဲ့ဝတ်စုံတစ်ခုကိုမြင်လိုက်ရတဲ့အခါကဘာကြီးကစူပါဒေါက်ကိုလိုအပ်နေသေးတယ်ဆိုတာဒန်နီနားလည်သွားပြီးမိဖုရားကြီးကိုချာလီရဲ့စွမ်းအားတွေကိုဆက်ထားပြီးဖို့တောင်းဆိုပါတယ်။ကောင်းလေးကဘာကြောင့်အဲ့လိုတောင်းဆိုရတာလဲဆိုတာသိချင်တာကြောင့်ဂျိုသားကသူ့ရဲ့မှတ်ဉာဏ်တွေကိုရှာဖွေကြည့်ရှုခဲ့ပြီးကောင်းလေးဟာသူ့ရဲ့ခွေးလေးကိုစူပါဟီးရိုးအဆက်အဖြစ်အမြဲတမ်းမြင်တွေ့ခဲ့မှတည်သွားတဲ့အတွက်စိတ်လှုပ်ရှားသွားပါတယ်။ဒါကြောင့်မိဖုရားကြီးကချာလီကိုသူ့ရဲ့အစွမ်းထက်တဲ့ပုံစံကိုပြန်လည်ပြောင်းလဲပေးဖို့ဆုံးဖြတ်လိုက်ပြီးဒန်နီလည်းသူတို့တွေနောက်ထပ်နှစ်ပေါင်းများစွာအတူတူဖြတ်တန်းရအောင်မယ်ဆိုတာကိုသိရလို့အတိုင်းမသိပျော်ရွှင်စွာနဲ့သူ့တငယ်ချင်းကိုဖတ်လိုက်ပါတော့တယ်။မထွက်ခွာမီမှာဂျိုသားခေါင်းဆောင်ကသူတို့တဦးကိုတူဂရုစိုက်ကြဖို့မှာကြားခဲ့ပြီးဂျိုသားတွေဟာသူတို့ရဲ့အာကာသယာဉ်နဲ့ထွက်ခွာသွားချိန်မှာအဖွဲ့သားတွေကနှုတ်ဆက်ကြံရစ်ခဲ့ပါတယ်။ရန်နေငယ်ကြပြီးတဲ့နောက်မှာဒန်နီနဲ့ချာလီတို့ဟာသူတို့ရဲ့အသက်ဆက်ဆက်စူပါဟီးရိုးကိုကဲမှုဌာနချုပ်မှာတခြားမစ်ရှင်တစ်ခုအတွက်ပြင်ဆင်နေကြပြီးအဲဒီဒေတာကိုဟယ်ရီကိန်းမုန်တိုင်းတစ်ခုချင်းကပ်လာနေတဲ့သတင်းကိုရရှိတဲ့အခါစူပါတော့ဟာပြည်သူတွေကိုထပ်မံကူညီဖို့အတွက်ထွက်ခွာသွားပါတော့တယ်။ရုပ်ရှင်လေးကိုသဘောကျမယ်ထင်ပါတယ်။အောက်ကကွန်မန့်မှာရေးသားပေးခဲ့ကြပါဦး။အကယ်၍ဗီဒီယိုလေးကိုသဘောကျတယ်ဆိုရင်နောက်ထပ်ဇာတ်လမ်းလေးတွေကြည့်ရှုနိုင်ဖို့အတွက် like and subscribe လုပ်ထားပေးခဲ့ပါဦး။နောက်တစ်ခေါက်မှပြန်တွေ့ကြပါမယ်။